သွားမှာဖြစ်ပါတယ်ဒီနေ့ဆိုရင်လည်းပဲဒါလာချုံမြို့မှာရှိတဲ့လာချုံမြို့ဒီကိုကန့်အဖွဲ့အောက်မှာရှိတဲ့ဒီစီရီယံဝန်ထမ်းတွေပေါ့စီရီယံဝန်ထမ်းတွေကသူတို့ဒီကိုကန့်အောက်မှာကိုကန့်အဖွဲ့ရဲ့အောက်မှာစစ်သွေးကြော MMD ရဲ့အောက်မှာသူတို့တွေကဒါဝင်ပြီးတော့လုတ်ကင်နေပေါ့ဗျာဒီနေ့အပြင်ဒီစီရီယံနဲ့ပတ်သက်ရင် MMD ကပြန်ပြီးတော့သူတို့အလုပ်ပြန်ခန့်တယ်ပေါ့ဒီကနေ့တော့သူတို့ကိုလုပ်ငန်းရပ်ဆိုင်းလိုက်ပြီလုပ်ငန်းတွေထုတ်ပယ်လိုက်ပြီအဲ့တော့ဒီ MMD အဖွဲ့ကပြီးခဲ့တဲ့ကျွန်တော်တို့ဒီ2024ခုနှစ်ဩဂုတ်လ3ရက်နေ့မှာသူတို့ကဒီလာရှိုးမြို့ကိုအလုံးစုံသူတို့ထိန်းချုပ်တယ်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာ MMD ကဒီလာရှိုးမြို့ပြန်လဲလက်ပတ်ရေးအတွက်သူတို့ရဲ့အုပ်ချုပ်ရေးရန်တွေကိုသူတို့ထူထောင်တယ်အခါမှာလိုအပ်တဲ့ကျွန်တော်တို့ဒီဝန်ထမ်းအင်အားပေါ့ဝန်ထမ်းအင်အားကိုသူတို့ကဒီ NUG အဖွဲ့ကနေသူတောင်းတဲ့အခါမှာ NUG အဖွဲ့ကဒီသူတို့အောက်မှာဆင်းရှိတဲ့ CDN တွေကိုဒီလာရှိုးမြို့မှာပြန်ပြီးနေရာချတယ်လက်ရှိတော့ MMD အဖွဲ့ကသူတို့ဧပြီလ21ရက်နေ့မတိုင်ခင်သူတို့လာရှိုးမြို့ကနေသူတို့ဆုတ်ခွာရမယ်အဲ့တော့သူတို့ဘယ်ကိုဆုတ်ခွာမလဲဆိုတော့ကျွန်တော်တို့အတိအကျတော့မသိဘူးလက်ရှိတော့သူတို့ရဲ့ပစ္စည်းတွေကကျွန်တော်တို့ဒါလောက်ကင်ဘက်ကိုရွှေ့ပြောင်းနေရလို့တော့ကျွန်တော်တို့ဒီဒေသခံတွေကတော့အတည်ပြုပါတယ်ဒေသခံတွေကတော့အတည်ပြုတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဆက်ပြီးစဉ်းစားဖို့ရှိတာကဒီ MMD အောက်မှာရှိတဲ့ဒီရခိုင်ကျမ်းမာရေးဝန်ထမ်းတွေပေါ့စီရီယံဝန်ထမ်းတွေသူတို့ရဲ့အနာဂတ်ပဲဆက်သွားမလဲပေါ့အဲ့တော့သူတို့ကဒီ MMD အဖွဲ့ရှိတဲ့နေရာကိုသွားပြီးလိုက်မှာလားသို့မဟုတ်သူတို့ဘယ်ကိုသွားမလဲနောက်တစ်ခုကကျွန်တော်တို့ဒီ MMD ရဲ့အုပ်ချုပ်ရေးရန်တွေမှာရှိနေတဲ့အဖွဲ့တွေပါပြီးရင်ကျွန်တော် MMD ရဲ့ဒီသူတို့ရဲ့ဒီရဲတပ်ဖွဲ့ပေါ့ဗျာသူတို့ကအဲ့မှာရှိနေတဲ့ဒါဒီစီရီယံတွေလောက်ကောင်တွေသူတို့ရဲ့အနာဂတ်ဘာမှဆက်ရှိမလဲပေါ့အဲ့တော့သူတို့ကတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတက်မတော်ကလာချိုးမျိုးကိုပြန်ပြီးဝင်ရောက်လာပြီဆိုရင်တော့ဒီအဖွဲ့တွေလည်းသူတို့ဒီ MMD နဲ့တခါလဲလောက်ကိုင်ဘက်ကိုလိုက်သွားမှာလားဒါမှမဟုတ်သူတို့ဘယ်ကိုဆက်သွားမလဲပေါ့ဒါတော့တော်တော်လေးကျွန်တော်တို့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေပေါ့ကောင်းတဲ့အခြေအနေအဲ့တော့ဒီ MMD ရဲ့လက်ကင်ထုတ်တွေကတော့ကျွန်တော်တို့တော်တော်လေးကိုသူတို့ကာလာမှာတော်တော်လေးကိုကျွန်တော်တို့ဒါလက်ဆောင်ထက်တယ်လို့ပဲကျွန်တော်ပြောမှာပါလက်ဆောင်ထက်တဲ့နေရာမှာကျွန်တော်ကောင်းတဲ့နေရာမှာလက်ဆောင်ထက်တာမဟုတ်ပါဘူးအဲ့တော့ဒါကကျွန်တော်တို့ဒီတက်မော်သားတွေရဲ့အိမ်မလို့ဒါကနိုင်ငံဝန်ထမ်းတွေရဲ့အိမ်မလို့ဒါကဒီရွာရဲ့ဒီမျိုးရဲ့မျက်နှာဖုံးစီးပွားရေးလုပ်ငန်းရှင်အိမ်မလို့ဆိုတော့ဒီအိမ်ရဲ့အတွင်းပစ္စည်းကိုသူတို့ဖောက်ပါတယ်ဖောက်တဲ့အခါမှာဒီ MMD ရဲ့ဒီလက်ကင်ထုတ်တွေကပဲဖောက်တာပါအဲ့တော့အဲ့ဒီဟာတွေကဘယ်သူတွေဆိုတာလည်းသိပါတယ်ဒါတွေလည်းကျွန်တော်တို့ဒါဘာတွေဆက်ဖြစ်မလဲပေါ့ဒါတော့ကျွန်တော်တွေးကြပါဒါကတွေးကြဖြစ်ပါတယ်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီတက်မတော်နေခန်းနာမှာဘုကျိုးစုံမင်းတို့နဲ့ဒီမီဒီယာတွေတွေ့တဲ့ခါမှာဘုကျိုးစုံမင်းတို့ကပြောပါတယ်မီဒီယာတွေကိုဒီ MMD နဲ့သူတို့ရဲ့ဒီနိုင်ငံတော်ရဲ့တွေ့ဆုံမှုမှာဆိုရင်တက်မတော်တွေ့ဆုံမှုမှာဆိုရင်ဒါကောင်းမွန်တဲ့ဒါဆွေးနွေးမှုတွေရှိတယ်အောင်မြင်မှုတွေရှိတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီရဲ့တက်ရောက်မှုအနေနဲ့ဒါဒီကနေ့ဒါဧပြီလ4ရက်နေ့မှာဒါကျွန်တော်သတင်းတွေထွက်လာတာက MMD အဖွဲ့တွေကဧပြီလ21ရက်နေ့မတိုင်ခင်ဒါလာရှိုးမြို့ကနေပြီးတော့ကျွန်တော်ပြန်ပြီးတော့ဒါရွှေ့ပြောင်းမယ့်အခြေအနေပါအဲ့တော့လာရှိုးမြို့ရဲ့အနေအထားကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လာရှိုးမြို့ကို MMD အဖွဲ့တွေကဧပြီလ21ရက်နေ့မတိုင်ခင်မှာသူတို့ရွှေ့ရမယ်သူတို့ရွှေ့ရတဲ့ခါမှာသူတို့ဘယ် area ကိုရွှေ့မလဲဆိုတာလည်းဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့မြန်မာနိုင်ငံရဲ့အခြေအနေကတော်တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေကကျွန်တော်တို့နောက်ကွယ်ကနေတရုတ်မရက်တည်ရင်ဘာမှလုပ်လို့မရပါဘူးကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့10-20ကိုပထမလိုင်းဒုတိယလိုင်းတွေမှာနောက်ကွယ်ကနေကျွန်တော်တို့ဒါတရုတ်နိုင်ငံရှိခဲ့ပါတယ်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒါမှမတရားပါတရုတ်ရှိခဲ့ပါတယ်လက်ရှိလည်းကျွန်တော်တို့လက်ရှိအရွေးတွေကလည်းဒါတရုတ်ရှိပါတယ်တရုတ်ကလည်းဒါသူတို့ရဲ့နိုင်ငံတော်အစစ်စီမံကိန်းကြီးဖြစ်တဲ့မြန်မာနိုင်ငံကိုကျွန်တော်တို့မူဆဲပေါ့ဗျာမူဆဲကနေသူတို့လမ်းကြောင်းတွေဝင်မယ်ရှမ်းပြည်နယ်မြောက်ပိုင်းဒါရှမ်းပြည်နယ်မြောက်ပိုင်းပေါ့ဗျာတရုတ်နယ်စပ်မူဆဲကနေစမယ်အဲ့လက်ရှိကျွန်တော်တို့ဒီရှမ်းမြောက်လမ်းကြီးအတိုင်းမန္တလေးကိုဝင်မယ်မန္တလေးကနေကြောက်ဖြူကိုဆင်းမယ်အဲ့ဒီကားလမ်းရထားလမ်းစီမံကိန်းရှိတယ်အဲ့ဒီကားလမ်းရထားလမ်းစီမံကိန်းစဖို့အတွက်ကကျွန်တော်တို့ရှမ်းမြောက်ဒေသမှာကျွန်တော်တို့ဒါနေမြေတည်ငြိမ်မှုလိုတယ်အဲ့တော့လက်ရှိဒီနိုင်ငံတော်ဘက်မှာလည်းကျွန်တော်ကီးရရှိတယ်နိုင်ငံတော်ဘက်ကလည်းကီးရှိတယ်ဒီအဖွဲ့တွေရှင်သူစီမံကိန်းဆက်မလုပ်ဘူးတဘောကကျွန်တော်နားလေရတာအဲ့တော့ MMD ကလည်းကျွန်တော်တရုတ်ကိုမလွန်ဆန်နိုင်တဲ့အတွက်တရုတ်ကလည်းသူ့အကျိုးစီးပွားသူကြည့်မှာပဲသူ့အကျိုးစီးပွားသူကြည့်တဲ့အခါကျတော့ဒီအကျိုးဆက်တွေကဒီလိုဖြစ်လာတာအဲ့တော့ဒီမှာကျွန်တော်ဆက်ပြီးစဉ်းစားကြကောင်းတာကလက်ရှိဒီလာရှိုးမြို့ပေါ်မှာ PDF တွေရှိတယ်လာရှိုးမြို့ကိုတိုက်ခဲ့ခြင်းကလည်း PDF တွေပါတယ်ငါဆောင်းကားတို့ဖွဲ့တွေပါတယ်တော်ပါပါတယ်ဒီဖွဲ့တွေတော်များများသိပါတယ်အဲ့ဒီအဖွဲ့တွေကဒီတပ်မတော်ကဒီလာရှိုးမြို့ကိုပြန်ပြီးဝင်တဲ့အခါမှာဒီအဖွဲ့တွေကတပ်မတော်ကိုပြန်တိုက်ပါလားဒါမှမဟုတ် MMD နဲ့ပါသွားပါလားဒါမှမဟုတ် MMD ကလည်းသူတို့ခေါ်လို့မရအောင်လက်ရှိအခြေအနေကခေါ်တရုတ်ကသူတို့ချိန်ပါအဲ့တော့ဒီ PDF တွေကကျွန်တော်တို့ဒီ KI နဲ့တော့ပေါင်းပါလားသို့မဟုတ် TNL နေပြည်တော်ကိုဝင်သွားပါလားဝင်ပြီးတော့တိုက်ပါလားတော်တော်လေးတော့ကျွန်တော်တို့အခြေအနေကစိတ်ဝင်စားဖို့ကောင်းတယ်နောက်တဲ့အခြေအနေတစ်ခုကကျွန်တော်လာရှိုးကိုတပ်မတော်ကကျွန်တော်တို့ရောက်သွားပြီဆိုရင်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့စီးရေးနိုင်ငံရဲ့အခြေအနေကပြောင်းသွားပြီတစ်ဖက်မှာလည်းကျွန်တော်တို့ဒါကျွန်တော်တို့ဒီလိုင်ဇာရဲ့စီးရေးနိုင်ငံရဲ့အခြေအနေလည်းပြောင်းသွားပြီရှမ်းမြောက်နဲ့ကျွန်တော်လိုင်ဇာနဲ့လည်းချိတ်ဆက်နေတာပြီးတော့လည်းပဲကျွန်တော်တစ်ဖက်မှာဒါလာရှိုးမြို့ကိုတပ်မတော်ကရောက်သွားပြီဆိုရင်တစ်ဖက်မှာကျွန်တော်တို့ TNL အတွက်နောက်ထပ်စစ်မျက်နှာတစ်ခုထပ်ဖွင့်ရအောင်တော့ကျွန်တော်တီဘောကြောင်ပဲပေါ့ဗျာတီဘောကြောင်ပဲနောက်ချိုးပေါ့အဲ့တော့အဲ့ဒီလမ်းပိုင်းမှာကျွန်တော် TNL ကစစ်မျက်နှာတွေတစ်ခုထပ်ဖွင့်ရမယ်နေတာဖြစ်သွားပြီလက်ရှိဒီနောက်ချိုးနဲ့ဒီပြုံးလွယ်နောက်ချိုးဆက်တိုက်ပွဲတွေပြီးကျွန်တော်ရှမ်းတောင်နဲ့ရှမ်းမြောက်ကြားမှာရှိတဲ့တောင်ခဲဧရိယာတိုက်ပွဲတွေမှာဆို TNL ကတော်ကြီးကိုသူတို့အိုင်းနေတော့ကုန်ခန်းသွားပြီကုန်ခန်းတဲ့အတွက် TNL ကနောက်ထပ်စစ်မျက်နှာတစ်ခုထပ်ဖွင့်ရမယ်ဆိုရင်လာရှိုးရဲ့ဒီစစ်မျက်နှာတစ်ခုကို TNL ကထပ်ဖွင့်ရအောင်ဆိုရင် TNL တော့ကကျွန်တော်တော်ကြီးကိုအထိနာတော့မယ်ချိန်ပဲအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒီသတင်းပြန်ချောက်မယ်ဆိုရင်ဧပြီလ21ရက်နေ့မတိုင်ခင်မှာလာရှိုးမှာရှိတဲ့ MMD အဖွဲ့တွေကလာရှိုးမြို့ကနေတော့အလုံးကြီးနဲ့သူတို့ဆွတ်ခွာတော့မယ်အဲ့မှာကျွန်တော်တို့ဒါနံပါတ်1ချက်ကကျွန်တော်တို့ဒီ MMD အောက်မှာဝင်ရောက်လှုပ်ရှားခဲ့တဲ့ CDN တွေအလှအသီးသီးက CDN တွေသူတို့ရဲ့အနာဂတ်ပါဆက်ဖြစ်မယ်ပြီးတော့ကျွန်တော်တို့ဒီ MMD ရှိစဉ်ကာလကလက်ဆောင်ထပ်ခဲ့တဲ့ကျွန်တော်ပေါက်တွေဖြစ်ခဲ့တဲ့ဒီအမျိုးဘွားတို့ကျွန်တော်တို့ဒီ NLD အတိုင်းဝိုင်းပေါ့ဗျာရခိုင် NLD အတိုင်းဝိုင်းနေနဲ့ဆက်တဲ့အဖွဲ့တွေသူတို့ရဲ့အနာဂတ်ပါဆက်ဖြစ်မယ်ပြီးတော့ကျွန်တော်တို့ဒါ KI ရဲ့အခြေအနေပေါ့ဗျာလက်ရှိကျွန်တော်တို့လာရှိုးကတစ်ဖက်မှာကျွန်တော်လိုင်ဇာကြီးထိန်းတဲ့အနေအထားရှိတယ်တစ်ဖက်မှာကျွန်တော်ရှမ်းမြောက်ကြီးထိန်းတဲ့အနေအထားဖြစ်တယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါ TNL နဲ့ပြန်ပြီးတော့အခြေအနေကတော့လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ကျွန်တော်ဒီလက်ရှိဧပြီလကတကယ်ကျွန်တော်စေးနိုင်ငံရှမ်းမြောက်ရဲ့စေးနိုင်ငံအခြေအနေကတကယ်ကိုကျွန်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ကျွန်တော်ကိုကန့်ကသူတို့ဘယ်နေရာတွေမှာသူတို့အခြေချမယ်ဒါမှမဟုတ်ကျွန်တော်ရခင်ကျွန်တော်တို့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာပဲသူတို့လှုပ်ရှားမှာလားဘာတွေဆက်ဖြစ်မလဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်
တော့ဘုသူဆိုမင်းတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်တို့ဒီတက်မလို့နေခါမှာမီဒီယာတွေ့တဲ့ခါမှာတော့ကျွန်တော်တို့ဒါ MMB နဲ့တွေ့ဆုံဆွေးနွေးမှုတွေကအောင်မြင်တယ်လို့ပြောတယ်အောင်မြင်တယ်လို့ပြောတယ်ဒါလည်းတော့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ TNL ကလည်းလက်ရှိသူ့မှာရန်ညာနေတယ် TNL က MMB နဲ့လည်းပြဿနာဖြစ်တယ် PDN နဲ့လည်းပြဿနာဖြစ်တယ် KI နဲ့လည်းပြဿနာဖြစ်တယ်အဲ့တော့ပြီးရင်ကျွန်တော်တို့ဒါမြောက်ပိုင်းရှမ်းနဲ့လည်းသူပြဿနာဖြစ်တယ် TNL ကတကယ်ကိုရန်ညာတယ်နောက်တစ်ခုကဒီရှမ်းမြောက်မှာတည်ရှိတဲ့လက်နက်ကိုင်အဖွဲ့တွေတဲ့လက်နက်ကိုင်အဖွဲ့များစွာတဲ့မှာတကယ်ကျွန်တော်တို့ပညာရေးအနေအမားဆုံးအဖွဲ့အစည်းကိုပြရမယ်ဆိုရင်တော့ MMB TNL ပါ TNL ကတကယ်ကိုကျွန်တော်တို့ဒါပညာရေးနဲ့ပတ်သက်ရင်တော်တော်ကြီးကိုနှိမ့်ကြတဲ့အဖွဲ့ဖြစ်ပါတယ်တော့သူတို့တော့ဗျာငါတို့ကလက်နက်ရှိတယ်ငါတို့နေပြည်ချက်မယ်ဒီနေ့နေပြည်ငါတို့ပိုင်ရောဗျာလက်နက်နဲ့နေပြည်ချက်မယ်ပေါ့သူတို့အဲ့ဒီသဘောရှိပါတယ်သို့တော်လည်းပဲသူတို့ရဲ့အခြေအနေကကျွန်တော်တို့တကယ်ကိုသူတို့မှာကျွန်တော်တို့အမိခိုရမယ့်နေပြည်မရှိဘူးနေပြည်မရှိဘူးအဲ့တော့ MMD ကဗျာတစ်ဖက်မှာသူတရုတ်ဘက်ကရှိတယ်သူကဂျားထဲမှာကျွန်တော်တို့ကတော့ဖင်သွားခုနေတာဖင်နဲ့စားညက်တဲ့နေရာမှာနေရတာအဲ့တော့ TNL ရဲ့အနာဂတ်ကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်တေချာတာကတော့ TNL ကတော့ကျွန်တော်တို့အချိန်မုန်းခံပဲနေတာပဲချင်းမုန်းခံပဲနေတာပဲအဲ့တော့ဒီရှမ်းမြောက်ရဲ့နိုင်ငံရေးအခြေအနေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လက်ရှိကျွန်တော်တို့ဒီနောက်ချုံမျိုးအနီးကိုလည်းဒီတက်မတော်ရဲ့စစ်ကြောင်းတွေကရောက်နေပြီတိုးတော်လည်းပဲကျွန်တော်တို့လက်ရှိကဒီအပြည့်ရကာလာဆိုတော့တက်မတော်ရဲ့စစ်ကြောင်းတွေကဒါကျွန်တော်တို့နေမျိုးကိုထောက်ထားနေတာပဲရှိတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒါလာရှိုးမှာလည်းလာရှိုးကိုလည်းကျွန်တော်ဧပြီလ27ရက်နေ့မှာတိုင်တက်မတော်စစ်ကြောင်းတွေကဒါကျွန်တော်တို့အုပ်ချုပ်ရေးဖွဲ့တွေအင်ရောက်မယ်ပြီးတော့စစ်ကြောင်းတွေရောက်မယ်ပေါ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ခင်ဗျားတို့တိုက်တီဖြစ်စေမတိုက်တီဖြစ်စေရှမ်းမြောက်ရဲ့အခြေအနေနဲ့ပတ်သက်ရင်တရုတ်နိုင်ငံရဲ့ပါဝင်မှုရဲ့အခန်းကဏ္ဍကတော်တော်ကြီးပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့လက်ရှိရှမ်းမြောက်ရဲ့အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့နိုင်ငံတော်မှာလည်းတော့ကြိုင်ထားပါတယ်ဒါကကျွန်တော်တို့တရုတ်နဲ့မြန်မာဆက်သွယ်တဲ့စီးပွားရေးလမ်းကြောင်းတွေပါအဲ့တော့နှစ်ဖက်စလုံးမှာတော့ကျွန်တော်တော့နေရှိပါတယ်အားလုံးကတော့ကျွန်တော်အကျိုးစီးပွားပေါ်မှာမိခွန်ကြပါတယ်အဲ့တော့ကျွန်တော်တို့ဒီလာရှိုးမျိုးအခြေအနေနဲ့ပတ်သက်တော့ကျွန်တော်ဆက်ပြီးတော့စိတ်ဝင်စားစောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်ဒုတိယတင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့နာဆာကဥက္ကဋ္ဌရဲ့ထိုင်းနိုင်ငံခီးစစ်တွေမှာဆန္ဒပြဖို့ဆိုပြီးတော့ပြည်အုပ်စုတွေလှုပ်ဆော်ပါတယ်တိုးတော်လည်းပဲကျွန်တော်တို့ဆန္ဒပြတဲ့သူကတယောက်ပဲရှိပါတယ်အဲ့ဒီတယောက်ကိုလည်းထိုင်းရဲတပ်ဖွဲ့ကဖမ်းထားပါတယ်အဲ့တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်မနေ့ကမိုးလပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကဒီနေပြီးတော့အပြူဆိုင်လေးစစ်ကနေပြီးတော့ထိုင်းနိုင်ငံကိုထွက်ခွာသွားပါတယ်ပြီးတော့ကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်မြို့ကို3နာရီနဲ့ကျွန်တော်တို့46မိနစ်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ရောက်ပါတယ်အဲ့တော့မနေ့ကတော့ဒီနာဆာကဥက္ကဋ္ဌကဒါတိကျတွေ့ဆုံတာကနီပေါဝန်ကြီးချုပ်နဲ့တိကျတွေ့ဆုံတယ်ပြီးတော့ကျွန်တော်ဒီကနေ့မှာတော့ဒါထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့တိကျတွေ့တယ်ပြီးတော့ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့တိကျတွေ့ပါတယ်တိကျတွေ့တဲ့အခါမှာလည်းကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီငလင်ဘေးသင့်မှုနဲ့ပတ်သက်ပြီးတော့ဒါအခြေတုံးဆွေးနွေးတော့တာရှိတယ်ပြီးတော့လည်းကျွန်တော်တို့လက်ရှိဒီထိုင်းနိုင်ငံကကျွန်တော်တို့လူမှုကူညီရေးအဖွဲ့တွေပြီးတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံကနေကူညီထောက်ပံ့ပေးမှုတွေကိုကျေးဇူးတင်ကြောင်းဒါကျွန်တော်ပြောကြားခဲ့တာလည်းရှိပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့အိန္ဒိယဝန်ကြီးချုပ်နဲ့လည်းလက်ရှိဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေဒါဆွေးနွေးလို့ကျွန်တော်နားလည်ရပါတယ်ထို့တူပါပဲကျွန်တော်လက်ရှိဒီမြန်မာနိုင်ငံရဲ့ငလင်ဘေးသင့်ဒေသတွေမှာအိန္ဒိယနိုင်ငံကနေပြီးတော့ကျွန်တော်တို့ဗပေါင်းစုံကနေပြီးတော့ပါဝင်ကူညီပေးမှုကိုလည်းဒါကျွန်တော်တို့နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကကျေးဇူးတင်ကြောင်းဒါပြောဆိုခဲ့တာလည်းရှိပါတယ်တော်လေးတော့ကျွန်တော်တို့မြန်မာနိုင်ငံရေးကစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့မှာကျွန်တော်တို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ဒီထိုင်းနိုင်ငံခီးစဉ်နဲ့ပတ်သက်ပြီးတော့ NUG ရဲ့ဒီထောက်ဖို့ရန်မင်းအုပ်စုကဒါဧပြီလ4ရက်နေ့ကနေပြီးတော့ဧပြီလ4ရက်နေ့9ရက်နေ့မှာဆန္ဒပြဖို့ထိုင်းရောက်မြန်မာလူသားတွေဆန္ဒပြဖို့ဆန္ဒပြတဲ့အခါမှာကျွန်တော်အမဲအောင်ဝှက်ဆုံပြီးအမဲအောင်ကျွန်တော်တီရှပ်လေးရမယ်ဆိုရှယ်လေးရမယ်ရှိုင်းလေးရမယ်ဗျာစသဖြင့်အဲ့ဒီအမှတ်သားတွေနဲ့ဒီနာဆာကဥက္ကဋ္ဌရဲ့ခီးစဉ်ကိုဆန္ဒပြဖို့ဆိုပြီးလှုပ်ဆော်ခဲ့ပါတယ်ဒီရန်မင်းရဲ့လှုပ်ဆော်မှုနောက်ပိုင်းမှာကျွန်တော်တို့ဒီခေတ်ကလည်းဒီသတင်းကိုကျွန်တော်တို့ဒါတော်တော်လေးကိုဖော်ပြတာတွေ့ရပါတယ်အဲ့လိုဖော်ပြချက်တွေပြီးတဲ့အခါမှာကျွန်တော်တို့လည်းဒါအထိုင်းမှာရှိတဲ့မြန်မာနိုင်ငံသားတွေမြန်မာလူအဖွဲ့အစည်းတွေကျွန်တော်တို့ဒါဆက်သွယ်ပါတယ်ဆက်သွယ်တဲ့အခါမှာဒီလိုမျိုးဒီရဲမရလှုပ်ဆော်တယ်ပြီးရင်ကျွန်တော်ခေတ်ကလည်းဒီပေါ်မှာလှုပ်ဆော်တဲ့အခါမှာဒီထိုင်းအစိုးရအဖွဲ့ကလည်းပြီးတော့တပ်ဆိုင်ရာနေမြေတွေကိုကျွန်တော်တို့အောက်မှာရှိတဲ့စက်ရုံတွေစက်မှုစုံတွေကိုဘာအမိပေးလဲဆိုတော့နံပါတ်1ဆန္ဒပြရဲ့ဒီအနက်ရောင်ဝတ်စုံနဲ့ဆန္ဒပြရင်အဲ့ဒီလူတွေကိုနေရပြန်ဖို့မယ်နံပါတ်2ကတော့ကျွန်တော်တို့တီစဲဥပဒေကအရေးယူမယ်နံပါတ်3ကတော့ကျွန်တော်အလုပ်ထုတ်မယ်တိုက်တာရွေးဆိုပြီးတော့တို့အဲ့ဒီသဘောနဲ့ဒီထိုင်းအစိုးရကရာဇသံပေးပါတယ်အဲ့လိုရာဇသံပေးမှုတွေကြောင့်ကျွန်တော်တို့ဒီ NUG မှာရှိတဲ့ဒီ NUG ကိုထောက်ခံတဲ့အလုပ်သမားအုပ်စုတွေကတော့တယောက်မှဆန္ဒပြတာမတွေ့ရပါဘူးဒုတိယချက်ကတော့ကျွန်တော်တို့လက်ရှိတော်လိုင်းရေးဆိုတဲ့ဟာကိုအယုံကြည်မရှိလို့ထိုင်းမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကလည်းဆန္ဒမပြပါဘူးအဲ့တော့ရှားပါအနေနဲ့ကျွန်တော်တို့တရားမှာကျွန်တော်တို့ဒီဗန်တိုင်းပေါ့ဗျာဗန်တိုင်းနဲ့ဒီဆန္ဒပြတာတစ်ခုရှိတယ်ပြီးတော့ကျွန်တော်အမျိုးသားတယောက်ဆန္ဒပြတာရှိတယ်အဲ့တော့ဒီတရားမှာကျွန်တော်တို့ဒီဗန်တိုင်းချစ်ပြီးတော့ဆန္ဒပြတဲ့သူတွေကိုလည်းလက်ရှိဒီထိုင်းဆိုအဖွဲ့က CCTV နဲ့မှတ်တမ်းနဲ့လိုက်ပြီးတော့အရေးယူဖို့လုပ်နေတယ်နောက်တစ်ခါကျွန်တော်တို့ဒီဆန္ဒပြဖို့အတွက်စူးစမ်းတဲ့အမျိုးသားတယောက်ကိုလည်းဒါထိုင်းဆိုရကဖမ်းဆီးထားကြောင်းအရေးယူသွားမှာဖြစ်ကြောင်းသူတို့ဘက်ကလည်းဒီဖော်ပြတာတွေ့ရပါတယ်အဲ့တော့တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းပါတယ်တော်လေးကိုကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေဖြစ်ပါတယ်လက်ရှိဒီနိုင်ငံတော်ဝန်ကြီးကတော့ထိုင်းနိုင်ငံမှာဒီ best အစည်းအဝေးကိုတက်ရောက်နေပြီဖြစ်ပါတယ်အဲ့တော့ best အဖွဲ့ဝင်နိုင်ငံတွေကတော့အိန္ဒိယထိုင်းမြန်မာဘင်္ဂလားဒေ့ရှ်နီပေါ်သီရိလင်္ကာနဲ့ဘူတန်နိုင်ငံတို့ဖြစ်ပါတယ်လက်ရှိဒီ best အစည်းအဝေးကနေပြီးတော့ဒါအစည်းအဝေးထွက်ဖို့အစည်းအဝေးအဖွဲ့ဝင်တွေရဲ့သဘောတူညီချက်ကတော့လက်ရှိဒီမြန်မာနိုင်ငံရဲ့ငလင်ဘေးနဲ့ပတ်သက်ရင်တို့ကဒါကျွန်တော်တို့ထဲထဲဝင်ကူညီမယ်လို့ဒါဆုံးဖြတ်ချက်တစ်ခုထွက်လာတယ်ပြီးတော့လည်းကျွန်တော်တို့ဒါကမ္ဘာအင်အားကြီးနိုင်ငံတွေပါဝင်တဲ့ဒီအဖွဲ့အစည်းတွေကလည်းလက်ရှိဒီမြန်မာနိုင်ငံကိုငလင်ဘေးနဲ့ပတ်သက်ပြီးတော့ဒါလှူဒါန်းမှုတွေပြုလုပ်သွားမယ်လို့ဒါတို့ဘက်ကလည်းကျွန်တော်တို့ဒီထုတ်ဖော်ပြောဆိုနေတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီတော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်နောက်ထပ်ဒီနာဆာကဥက္ကဋ္ဌရဲ့ထိုင်းနိုင်ငံခီးစဉ်နဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာပေါ့ဒီ NUG အုပ်စုတွေကသူဒီ TikTok platform တွေမှာလည်းတွေ့ရတယ်ပြီးရင်ကျွန်တော် Facebook platform တွေမှာလည်းတွေ့ရတယ် YouTube platform တွေမှာလည်းတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့နာဆာကဥက္ကဋ္ဌရဲ့ခီးစဉ်ကိုထိုင်းမှာရှိတဲ့ထိုင်းနိုင်ငံသားတွေကဆန္ဒပြတယ်ပေါ့ဗျာဆန္ဒပြတယ်အဲ့ TikTok file ကိုတက်တယ်တကယ်ကကျွန်တော်တောင်းဒီထိုင်းမှာရှိတဲ့တောင်းလေသမားတွေကသူတို့ရဲ့ရပိုင်ခွင့်တင်းတဲ့ရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ထိုင်းအစိုးရကိုဆန္ဒပြတာထိုင်းနိုင်ငံသားတွေနော်မြန်မာနိုင်ငံလက်ရှိနာဆာကဥက္ကဋ္ဌကိုဆန္ဒပြတာတရားမှမရှိဘူးလက်ရှိတက်နေတဲ့ဗီဒီယိုဖိုင်တွေကထိုင်းနိုင်ငံသားတွေကသူတို့ရဲ့ဒီလေယာဉ်မြေနဲ့ပတ်သက်တဲ့တင်းတဲ့နေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုမကျေနပ်လို့ထိုင်းအစိုးရကိုဆန္ဒပြခဲ့တာအဲ့ဒါလည်း TikTok ဗီဒီယိုအဟောင်းတွေ
ပြီးတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံရေးပါတီတွေကမဲဆွယ်စည်းဝေးဖိုင်ရှိတယ်အဲ့ဒီဖိုင်တွေကိုလည်းလက်ရှိဒီနီးပိတ်အုပ်စုတွေကဒါကနာဆာကဥက္ကဋ္ဌကိုစာနာပြနေပါပြီဆိုတော့ထပ်တယ်လေရုံတဲ့လူတွေလည်းရုံတယ်ဒါကြောင့်ကျွန်တော်နီးပိတ်လို့ပြောတာမှားတော့မမှောက်ဗျဒီထိုင်းနိုင်ငံသားတွေကဘာတွေပြောနေလဲဆိုတော့သူတို့မသိဘူးအဲ့မှာကျွန်တော်တို့ဒီ TikTok မှာဆိုရင်သူရဲ့ဒီ translate တွေရှိတယ်တောက်လျှောက်ကိုဘာသာပြန်ပြတယ် Facebook မှာလည်းဘာသာပြန်ပြတယ်အဲ့ဒါကိုလည်းသူတို့မသိဘူးဟိုဟာရေးလိုက်လည်းမှန်တယ်ဒီဟာရေးလိုက်လည်းမှန်အဲ့လိုအုပ်စုတဲ့အုပ်စုရှိတယ်ကိုဖေနဲ့ကိုဘာဝင်မှမသိဘူးအဲ့လိုအုပ်စုတွေရှိတယ်အဲ့လိုအုပ်စုကတည်ရရှိတယ်အဲ့တော့လက်ရှိဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ထိုင်းနိုင်ငံခီးစဉ်မှာဆန္ဒပြတယ်ဆိုလို့ခုနကကျွန်တော်ရှေ့ရတင်ပြတဲ့တရားမှာကျွန်တော်တို့ဒါဗန်တိုင်းကပ်ပြီးဆန္ဒပြခဲ့တာမျိုးသားတယောက်ကဆန္ဒပြဖို့ကြိုးစားတာဒီတစ်ခုတော့ရှိတယ်အဲ့မှာကျွန်တော်အနေရောက်ဝတ်စုံနဲ့ဆန္ဒပြရေးလည်းမရှိဘူးလှုပ်ရဲလှုပ်တာနဲ့ဒီထိုင်းနိုင်ငံဆိုတာဖမ်းမယ်ဖမ်းပြီးမြန်မာနိုင်ငံပြန်ပို့မယ်တီဆဲဥပဒေနဲ့ရေးမယ်အလုံးထုတ်မယ်တိုက်တာရွေးဆိုပြီးတော့တခါတည်းပေးထားပြီလားတခါတည်းပေးထားပြီလားအဲ့တော့အန်ယူဂျီအုပ်စုတွေကပဲတခါထပ်ပြီးလှုပ်ဆော်သေးတယ်အင်တာပိုကနေပြီးတော့ဒီဒါစကားအောက်တော့ဖမ်းဆီးပေးဖို့အစသဖြင့်အမျိုးမျိုးဗျာခင်ဗျားကလည်းဗျာဖြစ်နိုင်မလားဗျာဖြစ်နိုင်မလားဒီလူတွေရဲ့အတွေ့အကြုံကခင်ဗျာဘာမှမရှိဘူးဖြစ်နိုင်လားလည်းမသိဘူးဖြစ်နိုင်လားလည်းမသိဘူးလှော်မယ်ဆိုတာကြီးပဲလှော်မယ်ဆိုပဲလှော်ဖို့တက်အုပ်စုတို့ရှိတယ်အဲ့တော့သူတို့တွေကတကယ်ဖြစ်ရအမှန်ကိုဖုံးပြီးနဲ့အဲ့ဒီဖွဲ့ကြဆုံးတာပဲအန်ယူဂျီဘွဲဘာကြောင့်ကြာဆုံးရလဲဆိုရင်သူတို့ရဲ့ဒီအကြမ်းဖက်အဖွဲ့အစည်းရဲ့မတရားမှုတွေကိုဖော်ထုတ်ရတခုမှမရှိဘူးအဲ့ဒီလိုဖီးသူတို့ကိုထောက်ခံတဲ့သူတွေကအစဘယ်သူမှယုံကြည်မှုရှိတာအဲ့ဒါပဲအဲ့တော့ကျွန်တော်တို့ဒါနာဆာကဥက္ကဋ္ဌရဲ့ကျွန်တော်ထိုင်းနိုင်ငံခီးစဉ်ကတော့တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လက်ရှိတော့ကျွန်တော်ဒီ best အဖွဲ့ဝင်တွေနိုင်ငံတွေကတော့ဒီမြန်မာနိုင်ငံရဲ့ငလင်ဘေးနဲ့ပတ်သက်ရင်သူတို့ကဒါပြပြဝဝထဲဝင်ကူညီမယ်လို့သူတို့ဘက်ကတော့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေချသွားတယ်ပြီးတော့အိန္ဒိယဝန်ကြီးချုပ်ကြီးကလည်းလက်ရှိကျွန်တော်တို့ဒါမြန်မာငလင်ဘေးနဲ့ပတ်သက်ရင်သူတို့ကလည်းအစွမ်းကုန်ကူညီမယ်လို့ကျွန်တော်ပြောဆိုခဲ့တာရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီနာဆာကဥက္ကဋ္ဌရဲ့ဒီထိုင်းနိုင်ငံခီးစဉ် best အစည်းအဝေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခြေအနေအချက်လက်အချို့ကိုကောက်နှုတ်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်နောက်တဲ့တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မန္တလေးမြို့ကန်တွေရဲ့ပြည်ငါမှုနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့လူမှုကူညီအဖွဲ့တွေကဖော်ကျူးပြီးတော့ဒါကျွန်တော်တို့ဒါတို့ရဲ့ social platform တွေမှာတင်နေတဲ့အခြေအနေပါအဲ့တော့ဒီအပိုင်းမှာကျွန်တော်တို့ဒီရုရှားနိုင်ငံဒီအပိုင်းမှာကျွန်တော်တို့ဒီမန္တလေးမြို့ကိုရောက်ရှိနေတဲ့ရုရှားနိုင်ငံကကျွန်တော်တို့လူမှုကူညီအဖွဲ့တွေပြီးကျွန်တော်တရုတ်နိုင်ငံလူမှုကူညီအဖွဲ့တွေအိန္ဒိယနိုင်ငံကလူမှုကူညီအဖွဲ့တွေပြီးဗီယက်နမ်နိုင်ငံကလူမှုကူညီအဖွဲ့တွေအပါအဝင်အာဆီယံနိုင်ငံတွေကကျွန်တော်ကမ္ဘာနိုင်ငံတွေရဲ့ဒီလူမှုကူညီအဖွဲ့တွေကိုဒီမန္တလေးမြို့ကန်တွေကကျွန်တော်တို့အချိုးရပေးတာတွေပြီးတော့ကျွန်တော်ဖျက်ဆီးပေးတာတွေပြီးကျွန်တော်လက်ဖက်နဲ့အခမ်းအနားတွေပြီးကျွန်တော်မြန်မာထွက်ကုန်တွေနဲ့အခမ်းအနားတွေလုပ်တယ်အဲ့ဒီဟာတွေပတ်သက်ပြီးတော့ကျွန်တော်ဒီလူမှုကူညီအဖွဲ့တွေဒီဘက်နိုင်ငံကကျွန်တော်တို့ဒီလူမှုကူညီအဖွဲ့တွေကပြောလို့သူတို့ရဲ့ဒါ social platform တွေမှာတင်တယ်သူတို့ရဲ့ဒီ social platform တွေကိုကြည့်ပြီးတော့သူတို့ရဲ့မိခင်နိုင်ငံတွေမှာရှိတဲ့နိုင်ငံသားတွေကလည်းဟာမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေရဲ့စိတ်ကဒါပါလားပြူမှာပါလားဖော်ရပါလားဆိုတာမြင်ကြရတယ်ပြီးတော့ဒီရဲ့ဘက်မှာကျွန်တော်ထပ်တွေ့ရတယ်ဗီယက်နမ်နိုင်ငံပေါ့ဗီယက်နမ်နိုင်ငံသားတွေပေါ့ဗီယက်နမ်နိုင်ငံကဒီလူမှုကူညီအဖွဲ့တွေကသူတို့ကဒီကျွန်တော်တို့အတိအရွက်ရောင်းတဲ့နေရာမှာသူတို့ဈေးဝယ်တယ်ပေါ့ဗျာဈေးဝယ်တယ်အဲ့မှာဂေါ်ဘီတွေတွေ့ရတယ်ခရမ်းညီတွေတွေ့ရတယ်အဲ့ဒီနေရာမှာကျွန်တော်တို့မြန်မာနိုင်ငံနဲ့မြန်မာမျိုးသူတယောက်ကဒီဘက်ဆောင်ကိုကျွန်မရှင်းပြစေမြန်မာနိုင်ငံကိုလာရောက်ကူညီဖို့မှာသူတို့ကျေးဇူးတင်တယ်ဆိုပြီးမျက်ရည်ဝယ်ပြီးတော့ပြောတဲ့ကမှဒီဗီယက်နမ်နိုင်ငံသားကလည်းမြန်မာနိုင်ငံသားနဲ့သူတို့အတူတူရှိနေပါတယ်သူတို့မြန်မာနိုင်ငံရဲ့ဒီငလင်ဘေးနဲ့ပတ်သက်သူအစွမ်းကုန်ကူညီပေးပါမယ်ဆိုပြီးတော့ဒါပြောခဲ့တယ်အဲ့မှာအဲ့ဒီရဲ့ file ကကျွန်တော်တို့ဒီဗီယက်နမ်နိုင်ငံရဲ့ဒါမီဒီယာတွေမှာလည်းတော်တော်လေးပြန်တယ်ပြီးကျွန်တော်တို့ရဲ့ဒီ social platform တွေမှာတော်တော်လေးပြန်တယ်ဟာမြန်မာနိုင်ငံသားတွေရဲ့ဖုန်ရမှုကဒါပါလားမြန်မာနိုင်ငံသားတွေရဲ့စိတ်ဓာတ်ကဒါပါလားဆိုတော့ဗီယက်နမ်နိုင်ငံသားတွေဒီပေါ်မှာတော်တော်ကြီးကိုကျွန်တော်တို့ဒါသူတို့နိုင်ငံကလည်းတော်တော်ကြီးကိုဒီမြင်ကွင်းနေကြည့်ပြီးတော့တော်တော်လေးပျော်ရွှင်နေကြတယ်တရုတ်နိုင်ငံသားလည်းထုံနေတူပဲသူတို့ကိုကျွန်တော်တို့ဒီဒါကျွန်တော်အချွေဘူးတွေပေးလို့ပြောနေတာတွေရုရှားနိုင်ငံလည်းထုံနေတူပဲအိန္ဒိယနိုင်ငံလည်းထုံနေတူပဲပြီးကျွန်တော်တို့လက်ရှိဒီထိုင်းနိုင်ငံသားတွေကလည်းသူတို့ရှက်အင်ဂျီတွေဝယ်တယ်ပေါ့တစ်တော်ဆယ်လီတယောက်ရဲ့ဒီဆိုင်မှာရှက်အင်ဂျီဝယ်တဲ့ကမှဒီဆိုင်ပိုင်ရှင်အမျိုးသမီးကလည်းသူအလကားပေးတာဒါထိုင်းနိုင်ငံလည်းမယူဘူးပြီးတော့အမှသူတို့ကိုတဝက်နဲ့သူတဝက်ပဲပေးပါစသဖြင့်ဒီလိုမျိုးပြောဆိုမှုတွေကလည်းဒီထိုင်းမီဒီယာတွေမှာတော်တော်လေးကျွန်တော်ပြန့်နေတယ်အဲ့တော့ဒါကဘာကိုပြလဲဆိုမြန်မာနိုင်ငံသားတွေရဲ့ပင်ကိုစိတ်ကိုပြတာရလည်းရောက်တယ်အဲ့တော့ခင်ဗျာဒီမြန်မာနိုင်ငံမှာခင်ဗျာတိုရစ်စတွေလာပါဆိုပြီးတော့ဒါစီးရုံမှုကလက်ရှိကာလတော့မထီအောင်ဘူးကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ငလင်မေးကြောင့်ကျွန်တော်တို့နိုင်ငံရှုံးတယ်ဆုံးရှုံးမှုတွေအကြီးရှိတယ်သာသနာရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဆုံးရှုံးမှုအကြီးရှိတယ်ကျွန်တော်နိုင်ငံရှေ့အောင်ပထိုးတွေအများကြီးဆုံးရှုံးတယ်ကျွန်တော်တို့နိုင်ငံရဲ့လူပေါင်းများစွာသေကြရတယ်ထောင်ထဲသေကြရတယ်မိသားစုသေကွဲရတယ်ရှင်ကွဲရတယ်အဲ့ဒီအရှုံးတွေရတယ်ကျွန်တော်အမျက်ထုတ်နိုင်ဘူးလို့လေအမျက်ထုတ်တဲ့အခါမှာဘယ်လိုအမျက်ထုတ်လို့ရလဲဆိုရင်လက်ရှိကျွန်တော်တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်တွေရှိတယ်တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့တွေရှိတယ်အဲ့ဒီအစိုးရအဖွဲ့တွေကလက်ရှိကျွန်တော်တို့နေပြီးတော့မန္တလေးရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းပေါ့ဗျာစာပြင်စကိုင်းတိုင်းစကိုင်းမြို့ပေါ့ဗျာအဲ့ဒီနေရာမှာကျွန်တော်နိုင်ငံတကာလူမှုကူညီအဖွဲ့တွေရှိတယ်ဒီအဖွဲ့တွေကိုဒီတိုင်းစိုးအဖွဲ့ရဲ့စီမံမှုနဲ့တော့မဟုတ်ကျွန်တော်တို့တပ်ပါတီရဲ့စီမံမှုနဲ့ဒီလူမှုကူညီအဖွဲ့တွေရှိတဲ့နေရာမှာမနက်ခင်းမှာကျွန်တော်တို့ဖျဲပြီးသွားကြွရတယ်တနခါသွားလိမ့်ပေးတာတွေဗျာလက်ဖက်တော့သွားကြွရတယ်ဗျာအဲ့မှုသွားပေးတာတွေဗျာချော်သွားတိုက်တာတွေဗျာလှုပ်လိုက်အဲ့လိုမျိုးတွေလှုပ်လိုက်ပြီးဆိုဟာမြန်မာနိုင်ငံကဒီလိုမျိုးလားဒီပုံရိပ်တွေတွေ့ရပြီဆိုရင်သူရဲ့တပ်ဆိုင်ရာနိုင်ငံတွေကလည်းဟာငါတို့မြန်မာနိုင်ငံကိုဒီတဲ့ပုံပြီးကူညီမှရမယ်ဆိုတဲ့အတိတ်ရောက်လာလိမ့်မယ်အဲ့လိုလုပ်တဲ့အခါမှာလည်းကျွန်တော်တို့ဒါ uniform ကြီးတော့ဟုတ်မသွားနေပါဗျာကျွန်တော်တို့ကဘယ်ဝန်ကြီးဌာနလာပါသည်ဟိုအဖွဲ့ကလာပါသည်ဆိုတော့ဟိုဌာနလာပါသည်အဲ့လိုတော့သွားမလုပ်နဲ့ပေါ့အဲ့လိုဆိုတော့မလှဘူးအဲ့တော့စီးရုံးရတဲ့အခါမှာကျွန်တော်ပြည်သူကနေပြည်သူကိုစီးရုံးတာကပိုထိရောက်တယ်ပြည်သူကနေပြည်သူစီးရုံးတာအဲ့တော့အစိုးရဘက်ကလာလူတဲ့အရာကိုဒီလူမှုကူညီအဖွဲ့ကစားတာထက်ဒေသမှာရှိတဲ့ပြည်သူတွေကလာလူတာကိုစားတာကသူတို့ကပူအားရှိတယ်ဗျာအားရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီလက်ရှိဒီတိုင်းပြည်အစိုးရအဖွဲ့အနေနဲ့လည်းဒါကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့လူမှုကူညီအဖွဲ့တွေကိုပံ့ပိုးပေးပါလှူပေးပါလှူတဲ့အခါမှာကျွန်တော်တပ်ပါတီအနေနဲ့လှူဖို့ထိရောက်ပါတယ်အဲ့လိုမျိုးတွေကျွန်တော်တို့သွားပြီးတော့အသင်းဖွဲ့တွေသွားလှူရဲဆိုရင်ပိုထိရောက်ပါတယ်ပြီးတော့ကျွန်တော်တိုင်းစိုးအဖွဲ့လှူဖို့ဗျာလှူလဲပြောတာပေါ့လှူပါကျွန်တော်ပုံစံမျိုးစုံနဲ့လှူလို့ရတယ်သူတို့နဲ့အများကြီးထိတွေ့ပါအဲ့ဒီထိတွေ့မှုတွေကသူတို့ရဲ့တပ်ဆိုင်ရာနိုင်ငံတွေကနိုင်ငံသားတွေကပြန်ကြည့်ဟာမြန်မာနိုင်ငံမှာမြန်မာနိုင်ငံပင်ကိုစိန်ကဒါပါလားငါတို့မြန်မာနိုင်ငံတည်ငြိမ်တော့ငါတို့သွားမယ်
ငါတို့မြန်မာနိုင်ငံမှာရှိတဲ့ငလင်ဘေးတော့ငါတို့လှူကြမယ်ဆိုတဲ့အသည့်တွေရောက်ပါလိမ့်မယ်ပြီးသက်ဆိုင်ရာအစိုးရဖွဲ့တွေကလည်းဟာငါတို့နိုင်ငံသားတွေကိုလည်းသူတို့ပြန်ပြီးပြုငါပါလားပြန်ပြီးဖော်ရလားအဲ့ဒီအရာတွေကတိုက်ရောက်မှုအကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီအရာနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါအရှုံးတွေကနေပြီးကျွန်တော်အမြတ်တွေထုတ်နိုင်ဖို့လိုတယ်အမြတ်တွေထုတ်နိုင်ဖို့လိုတဲ့အခါမှာလည်းကျွန်တော်တို့တကယ်တိုင်းပြည်တိုင်းအစိုးရဖွဲ့တွေရဲ့အားလဲလိုတယ်အရက်ဘက်ဖွဲ့တွေအားလဲလိုတယ်ဒါလေးကိုလုပ်ပေးခြင်းအဖြစ်မြန်မာနိုင်ငံမှာကျွန်တော်တို့တကယ်ကူညီမှုတွေကဒူးနဲ့ဒဲနဲ့ရမှာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံတည်ငြိမ်သွားရေးဆိုတည်ငြိမ်သွားခဲ့ရင်လည်းဒီနိုင်ငံတွေကမြန်မာနိုင်ငံကိုလာပြီးတော့ကျွန်တော်လာပြီးတော့ဒါခီးသွွားလုပ်ငန်းတွေဒါမြန်မာနိုင်ငံမှာခီးသွွားလုပ်ငန်းတွေပြန်ပြီးဖွံ့ဖြိုးပါပါအဲ့တော့ခင်ဗျားတို့ဒီမြန်မာနိုင်ငံမှာခီးသွွားလုပ်ငန်းတွေဘယ်လောက်ပဲခင်ဗျာ project နဲ့နိုင်ငံတကာဆင်းသူတို့ရဲ့ရင်ပတ်တွေကိုဓာတ်ရိုက်မထိပါဘူးဓာတ်ရိုက်ထိဖို့ဆိုရင်လက်ရှိအချိန်ကဓာတ်ရိုက်ထိဖို့အတွက်လုပ်ဖို့အတွက်အခွင့်အရေးကောင်းပါအချိန်ကကောင်းပါကျွန်တော်တို့အရှုံးတွေကနေကျွန်တော်တို့အမျက်ရအောင်ယူဖို့လိုပါတယ်ယူဖို့လည်းလိုပါတယ်လုပ်ကိုလုပ်ရမယ်အနေထားပါလုပ်ဖို့လိုပါတယ်နောက်ဆုံးသဘောဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်ငလင်ဘေးနဲ့ပတ်သက်တဲ့အခြေအနေကိုဆက်ပြီးတင်ပြပါမယ်လက်ရှိကျွန်တော်တို့ငလင်ဘေးနဲ့ပတ်သက်ရင်ကျန်းမာရေးဝန်ကြီးဌာနနဲ့နိုင်ငံတကာအဖွဲ့တွေပူးပေါင်းပြီးတော့ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေပါတယ်အဲ့တော့ကျွန်တော်ငလင်ဘေးကလည်းကာလရှိပါကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ငလင်ဘေးနဲ့ပတ်သက်ရင်ပြန်ပြီးတော့ကျွန်တော်တိစောက်ရေးလုပ်ငန်းတွေကပြန်လည်ကုသရေးလုပ်ငန်းတွေစားတဲ့ကျွန်တော်ရန်တရားတွေအားလုံးကကျွန်တော်တို့အချိန်ယူနေမရပါဘူးအချိန်ရှည်ကာလရှည်နဲ့ကုသမှာဖြစ်ပါတယ်တနည်းအားဖြင့်ကျွန်တော်တို့နာတာရှည်ယောဂါကြီးပါဒီနာတာရှည်ယောဂါကြီးကုသတဲ့အခါမှာကျွန်တော်တို့လက်ရှိဒီပြည်တွင်းမှာရှိတဲ့အားနဲ့မလုံလောက်ပါဘူးဒီပါအားတွေနဲ့ပေါင်းဆက်ပြီးကျွန်တော်တို့ကုသမှသာလေလုံလောက်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီနိုင်ငံတော်ဝန်ကြီးကဒီငလင်ဘေးနဲ့ပတ်သက်ရင်နိုင်ငံတကာအကူအညီတွေကိုဖိတ်ခေါ်ခဲ့တာလည်းဖြစ်ပါတယ်လက်ရှိလည်းကျွန်တော်နိုင်ငံတကာအဖွဲ့တွေကဒီနိုင်ငံတော်ဒီ NASA ကနေထိပြီးတော့ဒါကျွန်တော်တို့ဒါငွေကြေးရကောပြန်လဲငွေကြေးရကောကျွန်တော်တို့ကျန်းမာရေးဝန်ဆောင်မှုတွေရောပြန်လဲကျွန်တော်တို့ဒါကျွန်တော်ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ပြန်လဲကူညီရေးလုပ်ငန်းတွေမှာထဲထဲဝင်ပါဝင်ဆောင်နေဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်ကျန်းမာရေးကဏ္ဍတစ်ခုကိုတင်ပြပါမယ်လက်ရှိကျွန်တော်တို့ဒီငလင်ဘေးနဲ့ပတ်သက်ရင်ဒါကျွန်တော်နေပြည်တော်ကနေစပါမယ်ဇမူတီတီမြို့နယ်မှာရှိတဲ့ဂရတောင်ဆေးရုံပါအဲ့ဒီဆေးရုံရဲ့ကျွန်တော် emergency အဆောက်အဦစင်ဝင်ပြိုကြပါတယ်အခြားသောနေရာတွေထိခိုက်မှုရှိပါတယ်ပြီးကျွန်တော်ကလေးဆေးရုံထိခိုက်မှုတွေရှိပါတယ်အခြားသောနေရာတွေထိခိုက်မှုရှိပါတယ်ဒါထိခိုက်မှုရှိတဲ့အခြေအနေပါထို့တူပါပဲကျွန်တော်ကျန်းမာရေးဝန်ထမ်းတွေရဲ့နေအဆောင်တွေထိခိုက်မှုရှိပါတယ်နေပြီးတော့စမူတီတီမြို့နယ်ကကျွန်တော်ထိခိုက်မှုအများဆုံးပါလက်ရှိနေပြီးတော့မှကျွန်တော်ရှိတဲ့ဒီဝန်ထမ်းအင်အားတွေပေါ့ဝန်ထမ်းအင်အားမှာရှိတဲ့ကျွန်တော်တို့ဒါမိသားစုဝင်တွေသူတို့ရဲ့နေတဲ့တိုက်တွေဆိုရင်မူလကလေးတဲ့တိုက်ပါတစ်ထက်ကကျွန်တော်တို့ပြားသွားပါတယ်အဲ့မှာကျွန်တော်ဝန်ထမ်းတွေရဲ့မိသားစုဝင်တွေပြည်ကျေးရရှိပါတယ်တကယ်ကိုကျွန်တော်စိတ်ကောင်းပါဘူးတကယ်ကိုကျွန်တော်စိတ်ကြိုက်ပါတယ်စိတ်ကိုတိတ်ကြိုက်ပါတယ်ကျွန်တော်မိသားစုတွေဆိုလည်းပဲသူတို့ရဲ့သားသမီးတွေတိုက်ပြီးတဲ့နေရာမှာပါသွားတယ်သူတို့ရဲ့အဖေတွေအမေတွေသူတို့ရဲ့ဦးလေးတွေတိုက်ပြီးတဲ့နေရာမှာပါသွားခဲ့ပါတယ်နေပြီးတော့မှကျွန်တော်ဝန်ထမ်းအင်အားတွေမှာထိခိုက်မှုကြီးကြီးမားမားရှိပါတယ်အဲ့လိုပဲကျွန်တော်အခြားသောနေပြီးတော့ area တွေမှာရှိတဲ့နိုင်ငံရဲ့အဆောက်အဦတွေထိခိုက်မှုရှိတယ်ပြီးကျွန်တော်တို့ဒီဝန်ကြီးဌာနရုံးတွေကျွန်တော်တို့ဒီအဆောက်အဦတွေထိခိုက်မှုရှိပါတယ်ထိခိုက်မှုတွေကကျွန်တော်ပုံစံမျိုးစုံတွေရှိပါတယ်ဒါတော့နေပြီးတော့ရဲ့အခြေအနေပါတော့ဒီနေပြီးတော့ရဲ့ဒီနေရာမှာကျွန်တော်တို့ဒီငလင်ဘေးနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲပြဿနာတွေကကူးဆက်ယောဂါတွေပါလက်ရှိဒီကူးဆက်ယောဂါနဲ့ပတ်သက်ရင်ဒီကျန်းမာရေးဝန်ကြီးဌာနနဲ့နိုင်ငံတကာအဖွဲ့တွေပူးပေါင်းပြီးတော့ဒါဆောင်ရွက်နေတာရှိပါတယ်ဒီဧပြီလ2ရက်နေ့ကဒီကျွန်တော်တို့ဒီပြည်မနာမျိုးပေါ်လောင်အကစားကွင်းမှာဒါပူတန်နိုင်ငံကစေဖွဲ့နဲ့ဒီကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီးတော့ကျွန်တော်တို့အဲ့မှာဒါကျန်းမာရေးဝန်ဆောင်မှုတွေပေးနေပါတယ်ကျန်းမာရေးမကောင်းတဲ့သူတွေကျွန်တော်တို့ဆေးရုံရောက်သွားပါဆေးရုံကနေခင်ဗျာလိုအပ်တဲ့အရာကိုလမ်းညွှန်ပေးပါလိမ့်မယ်တိတိကျကျကုပေးပါလိမ့်မယ်ရောက်အောင်သွားကြပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနောက်ဆက်တွဲဒီကူးဆက်ယောဂါတွေတကယ်ကိုကျွန်တော်တို့စိုးရပါတယ်ပြီးတော့ဝမ်းပြောင်းဝမ်းလျှော်တွေစိုးရပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီသက်ဆိုင်ရာဒေသကျန်းမာရေးဝန်ထမ်းတွေရဲ့ဒါထုတ်ပြန်ချက်တွေဒေသအာဏာပိုင်ရဲ့ထုတ်ပြန်ချက်တွေနိုင်ငံတော်ရဲ့ထုတ်ပြန်ချက်တွေကိုမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုတယ်လိုက်ကိုလိုက်နာဖို့လည်းလိုပါတယ်နောက်တစ်ခါတော့ကျွန်တော်တို့ဒီဘင်္ဂလားဒေ့နိုင်ငံရဲ့ဒီအရေးပေါ်ဆေးပွဲကလည်းနေပြီးတော့ကျွန်တော်တို့ဒီကလေးဆေးဝန်ကြီးမှာသူတို့ဆေးဝါးကုသပေးရရှိပါတယ်ဒီကျန်းမာရေးဝန်ကြီးဌာနနဲ့ဒီဘင်္ဂလားဒေ့ကစစ်တပ်ဖွဲ့တို့ပူးပေါင်းပြီးတော့ဆေးဝါးကုသမှုပေးရရှိပါတယ်ကျွန်တော်တို့ပြီးခဲ့ရက်ကလည်းဒါနေပြီးတော့ကလေးဆေးဝန်ရောက်ပါတယ်အဲ့မှာကျွန်တော်တို့ဒီဘင်္ဂလားဒေ့ကအဖွဲ့တွေကုသပေးနေတွေ့ရပါတယ်နောက်တစ်ခါကျွန်တော်အင်ဒိုနီးရှားနိုင်ငံရဲ့အရေးပေါ်စစ်တပ်ဖွဲ့ကဒီနေပြီးတော့ကနေတစ်ထောင်မှာဒီကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့ဆေးဝါးကုသပေးနေတာရှိပါတယ်နောက်တစ်ခါကျွန်တော်ဒီလေဝေးမျိုးပြည်သူ့ဆေးဝန်ကြီးမှာဆိုတော့ကျွန်တော်ဒီဖိလစ်ပိုင်ရဲ့ဒီစစ်တပ်ဖွဲ့တွေဆေးဝါးကုသပေးနေတာရှိပါတယ်ပြီးတော့ကျွန်တော်မန်လေးတိုင်းမှာဆိုရင်ချိုင်းမသာစီမြို့နယ်ဒါတီတီမင်္ဂလာအားစားကွင်းမှာဆိုရင်ကျွန်တော်ရုရှားနိုင်ငံကစစ်တပ်ဖွဲ့ဆေးဝါးကုသမှုပေးနေပါတယ်ပြီးတော့ကျွန်တော်ချိုင်းမသာစီလေဝေးဟောင်းမှာဆိုရင်အိန္ဒိယစစ်တပ်ဖွဲ့ကဆေးဝါးကုသမှုတွေပေးနေပါတယ်ပြီးတော့ကျွန်တော်တို့ဒီကြောက်ဆယ်ဆေးရုံမှာဆိုရင်တော့ဒီလာအိုနိုင်ငံကအရေးပေါ်ဆေးဝါးကဆေးဝါးကုသမှုတွေပေးနေပါတယ်ပြီးတော့ကျွန်တော်တို့မလေးရှားကယ်ဆယ်ရေးဖွဲ့နဲ့ကျန်းမာရေးဝန်ကြီးဌာနတွေပူးပေါင်းပြီးတော့လက်ရှိကျွန်တော်တို့ဒီစကိုင်းနဲ့ဒေသကြီးစကိုင်းမြို့ဆေးရုံမှာဆေးဝါးကုသမှုပေးလျက်ရှိပါတယ်ပြီးတော့ကျွန်တော်တို့ဒါ AHA ဆန္ဒကဒီဆေးဖွဲ့တွေပြီးတော့ကျွန်တော်တို့ဒီအာဆီယံကကျွန်တော်တို့ဒီဆေးဖွဲ့တွေကလည်းလက်ရှိဒီစကိုင်းဆေးရုံကြီးမှာဒီကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့ဒါဆေးဝါးကုသမှုပေးရရှိပါတယ်ပြီးတော့ကျွန်တော်တို့ဒါဒီတရုတ်နိုင်ငံထိုင်းနိုင်ငံဂျပန်နိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံဘူတန်ဖိလစ်ပိုင်အင်ဒိုနီးရှားအဲ့ဒီအဖွဲ့တွေကတော့ဗျာကျွန်တော်တို့ဒီနေပြည်တော်ရဲ့ဒီ area တွေမှာသူတို့ဆေးဝါးကုသမှုစောင့်ရှောက်မှုတွေပေးရရှိပါတယ်ပြီးတော့ကျွန်တော်တို့ဒီမန်လေးတိုင်းမှာဆိုရင်တော့အိန္ဒိယရုရှားလာအိုနီပေါစင်ကာပူအဖွဲ့မင်းစကိုင်းမှာဆိုတော့ကျွန်တော်ရုရှားမလေးရှားပြီးကျွန်တော် AHA စင်တာစားတဲ့အဖွဲ့တွေနဲ့ကျွန်တော်ကျန်းမာရေးစောင့်ရှောက်မှုတွေပေးရလို့သိရပါတယ်အဲ့တော့ဒါတော့ကျွန်တော်တို့ဒါအာဆီယံနိုင်ငံတွေရောကမ္ဘာနိုင်ငံတွေရောဒီမြန်မာနိုင်ငံရဲ့လက်ရှိငလင်ဘေးနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခြေအနေကိုတင်ပြပေးတာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တစ်ဆက်တည်းပဲဒီမမနုကြီးရဲ့အခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်တင်ပြပေးချင်ပါတယ်မမနုကြီးအဖွဲ့ကပြီးခဲ့တဲ့2022ခုနှစ်ဇွန်လ22ရက်နေ့မှာသူတို့အနေနဲ့စကိုင်းတိုင်းနဲ့မကွေးတိုင်းမှာရှိတဲ့စကိုင်းတိုင်းနဲ့မကွေးတိုင်း area မှာရှိတဲ့မြို့နယ်တွေစကိုင်းတိုင်းနဲ့မကွေးတိုင်းမှာရှိတဲ့ဒီကြေးရွာတွေပေါ့ဗျာအဲ့ဒီကြေးရွာတွေရဲ့80%ကိုထိချုပ်ထားပါတယ်လို့မမနုကြီးအဖွဲ့ကကျွန်တော်တို့ကြွကြလိုက်ပါတယ်ပြီးရင်သူတို့ကထပ်ပြီးကြွကြတာက2024ခုနှစ်ဒီဇင်ဘာ25ရက်နေ့မှာခရစ်စမတ်ကာလမှာအန်ယူဂျီရဲ့မမနူဂျီရဲ့ဒီဝန်ကြီးဆိုသူဒူဝါလက်ချီကမြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်ပေါင်း60ထက်မနည်းကိုသူတို့အပြည့်အဝထိချုပ်ထားတယ်သူတို့ရဲ့ဒီထိချုပ်တဲ့ဒီနိုင်ငံရဲ့
မြေ area ရဲ့21ရာခိုင်နှုန်းကိုသူတို့ထိန်းချုပ်ထားပါတယ်ပြီးရင်သူတို့နဲ့ဒီလက်နက်က EO အဖွဲ့တွေနဲ့ပေါင်းပြီးတော့နိုင်ငံရဲ့နေမြေအားလုံး42ရာခိုင်နှုန်းကိုထိန်းချုပ်ထားတယ်လို့သူတို့ကြွေးကြော်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီထပ်ပြီးတော့ကြွေးကြော်တာက2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာမမနုကြီးအဖွဲ့ရဲ့အဖွဲ့ဝင်ကြော်စောကလက်ရှိဒီမြန်မာနိုင်ငံရဲ့3ပုံ2ပုံကိုသူတို့ကထိန်းချုပ်ထားတယ်။ NASA ကတပုံပဲသူတို့ထိန်းချုပ်ထားတယ်သူကြွေးကြော်ခဲ့တယ်။အဲ့တော့ကျွန်တော်တို့မေးချင်တာကလက်ရှိ NUG အဖွဲ့တွေကဒီငလျင်မင်းနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ထိန်းချုပ်ထားပါတယ်ဆိုတဲ့နေမြေတွေမှာဘယ်နေရာတွေမှာကျမ်းမာရေးဝန်ဆောင်မှုတွေဘယ်လိုပေးနေလဲ။ငလျင်ပြန်လဲထူထောင်နေတဲ့ပတ်သက်ပြီးသူတို့ဘာတွေဆောင်ရွက်နေလဲ။တော်တော်လေးစိတ်ဝင်စားစရာကောင်းပါလေ။အဲ့တော့တကယ်ခင်ဗျာတကယ်လေလိုက်အစိုးရခင်ဗျာကြည့်တိုင်းပြည်ဖြတ်ဖြုတ်ဝဲသူလုပ်တတ်တယ်။တိုင်းဖြတ်ပြည်ပြလုပ်ငန်းပဲလုပ်တတ်တယ်။ပြည်သူတွေရဲ့လက်ရှိအခက်အခဲနဲ့ပတ်သက်ရင်သူတို့ဘယ်နေရာမှဝင်မပါဘူး။အဲ့တော့ NUG အုပ်စုတွေစစ်သွေးကြအုပ်စုတွေလက်နက်ကစစ်သွေးကြအုပ်စုတွေသူတို့တိုင်းပြည်ရဲ့ဒါပြန်လဲတိဆောက်ရေးလုပ်ငန်းမှာသူတို့ဘယ်နေရာမှမပါဘူး။တိုင်းပြည်ဖြတ်တဲ့နေရာမှာဆိုရင်သူတို့တရားတွေဖြတ်တတ်တယ်။တာဝန်တွေဖြတ်တတ်တယ်။ဆက်သွယ်ရေးတာဝန်တွေဖြတ်တတ်တယ်။လျှက်စစ်တာဝန်တွေဖြတ်တတ်တယ်။စာသင်ကျောင်းတွေဖြတ်တတ်တယ်။ဖုန်းကျောင်းတွေဖြတ်တတ်တယ်။တိုင်းပြည်မှာကျွန်တော်တို့ဖြတ်ကြိုက်တဲ့အရာအမှန်တကယ်သူတို့ဖြတ်စီတတ်တယ်။ဒါပေမဲ့တိုင်းပြည်တိဆောက်ရေးမှာသူတို့နှီးတစ်ချောင်းမရှိဘူး။တန်းတစ်ချက်မရိုက်ဘူး။အုတ်ခက်တစ်လုံးမရှိဘူး။အဲ့လိုလူတွေခင်ဗျားမေးကြည့်ကြပါ။ NUG အဖွဲ့တွေ NUG ထောက်ခံတဲ့လူတွေခင်ဗျားတို့ဖုတ်ပေါ်လက်တွေမေးကြည့်လိုက်။အော်ငါတို့ထောက်ခံနေတဲ့မမနုကြီးအဖွဲ့ကြီးလက်ရှိကျမ်းမာရေးကဏ္ဍငလေဘေးကဏ္ဍနဲ့ပတ်သက်ရင်သူတို့ဘယ်နေရာမှာဝင်ကူနေလဲလို့ခင်ဗျားတို့ကိုမေးတင်ပါတယ်။အဲ့တော့ပြပမီဒီယာကိုအနေနဲ့ကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။